လောက်လေးနေတဲ့သဘာဝတရားတွေကိုဟောလို့ရှိရင်ခေါင်းကြီးတစ်ခုတည်းနဲ့အမတန်ရှည်လျားတဲ့ဒေသနာကြီးကိုဟောဖို့ဆိုတာလူပြေမှာမဖြစ်နိုင်ဘူးလူတွေကဣရိယာပုတ်တစ်ခုတည်းနဲ့ဘုန်းကြီးတို့လောကလူသားတွေဟာဟုတ်လားတနေကုန်ထိုင်ဖို့ဆိုတော်တော်ခက်ပဲเนาะမှန်ပါပါဗျာ3လတိတိထိုင်ဖို့ဆိုတာတော့မဖြစ်နိုင်ဘူးမှန်ပါပါတနာရီ2နာရီလောက်ထိုင်လိုက်ရင်ညောင်းကုန်ပြီလေမှန်ပါပါအဘိဓမ္မာတရားကခေါင်းစည်းတစ်ခုတည်းအောက်မှာအမတန်ရှည်လျားတဲ့တရားကြီးပဋ္ဌာန်းတရားဟောရမှာဆိုလို့ရှိရင်အချိန်အားဖြင့်3လလောက်အချိန်ယူရလိမ့်မယ်တဲ့အဲ့ဒီ3လလောက်အချိန်ယူရမယ်တရားမြတ်စွာဘုရား9ရက်နဲ့ဆင်ခြင်စဉ်းစားထားတဲ့တရားဟာအတိုင်းအတာမရှိလောက်အလွန်ကျယ်ဝန်းတယ်ဒီတရားကိုလူပြေမှာဟောလို့မဖြစ်ဘူးဘာဖြစ်လို့တော့လူတွေကကြာရှည်စွာထိုင်ပြီးတော့တရားဆုံးအောင်မနာနိုင်ဘူးတဲ့ဘုရားတရားဟောနေတနာရီ2နာရီ4-5နာရီလောက်ဆိုထပြေးကုန်ကြမှာရှိမှာမဟုတ်တော့ဘူးနော်မထိုင်နိုင်ဘူးလေအဲ့ဒါကြောင့်မို့လို့ဝိဓမ္မာတရားလူပြေမဟောဘူးပထမဆုံးတပည့်ဆက်ကြတရားပဲဟောတယ်နောက်အနတ္တလက္ခဏာသုတ်တန်တွေပဲဟောတယ်နောက်ဆုံး9ဝါမြောက်တဲ့အခါကျတော့ဝိဓမ္မာတရားဟောဖို့ချိန်ကြပါဘုရားဖြစ်ပြီးတဲ့နောက်မှာ9ဝါမြောက်မှဝိဓမ္မာတရားကိုဟောတယ်ဝါဆိုဥကာလမှာရေမိအစုံတကိုးပြာရိဟာကိုပြရေမိအစုံတကိုးပြာရိဟာလို့ဆိုတာအလုံးကြားဖို့ကြပါလိမ့်မယ်ထူးမခြားနာသချင်းကြီးကြားဖို့ကြမှာပေါ့နော်ဗမာတွေကတော့ပြောတယ်မင်းပြောနေတာထူးမခြားနာပါကွာထူးမခြားနာထူးမခြားနာဆိုတာထူးတယ်ဒါပေမဲ့တစ်ခုနဲ့တစ်ခုအချိန်ချင်းမကွာခြားဘူးလို့ဒီလိုအဓိပ္ပာယ်ရပါဗျာမြတ်စွာဘုရားကရေနဲ့မီးဆိုတာအမတန်ဆန်းကျင်တဲ့ကိစ္စနှစ်ခုမဟုတ်လားတကောဗျာရိဟာရေနဲ့မီးတကောဗျာရိကပြတယ်ဆိုတာအချင်းချင်းပြောရလို့ရှိရင်တော့လက်ရပဲမျက်လုံးကရေတွေပန်းထွက်နေတဲ့အချိန်မှာလက်ဝဲပဲမျက်လုံးကမီးတွေပန်းထွက်နေမှန်ပါပါဗျာအောဘွယ်လောက်ပြရတာနော်မှန်ပါပါရေဖြစ်ဖို့ရာအတွက်အဘောကတိုင်းဝင်စားရမယ်ဒါကမိုးမင်းတစ်ခုအဘောကတိုင်းဝင်စားပြီးအဋိဋ္ဌံလိုက်တဲ့အခါမှာရေတွေပန်းထွက်နိုင်တယ်မှန်ပါပါတေဇောကတိုင်းဝင်စားပြီးတော့မှ